tailor-made ပေါ့နော် tailor-made adjust key ပေါ့နော် adjust key ဆိုတော့ကျွန်တော် tailor-made driver တွေပါလေတော်တော်များများမှာ tailor-made driver တွေမှာ adjust လုပ်လို့ရ key ရှိပါတယ် adjust key ကဒီပေါ်အဲ့ adjust ရာရိုးရိုးကျွန်တော်တို့ on key နဲ့လုပ်လို့မရ tailor-made driver adjust key တွေကသူ key နဲ့သူလင်ပါရဒါတွေက tailor-made adjust key ကအသွားတွေလည်းကောင်းပါလေအသွားလေးတွေကောင်းပါလေသေးလို့နော်အသွားလေးတွေကောင်းပါလေနော်တောင်းအောင်ပြန်တောင်းဖြစ်မယ်ကျွန်တော်6တောင်းနေ3ဒီနေ3ဒီ5 6တောင်းadjust key လေးပါဒါလေးယူမယ်ဆိုရင်တော့ tailor-made driver ရှိရယ် key မရှိလို့ adjust လုပ်လို့မရဘူး slide တွေ draw တွေချိန်လို့မရဘူးဆိုရင်ဒါလေးလိုပါလေဒီ key လေးနဲ့ဖွင့်ပြီးတော့ကျွန်တော် slide to draw လို့ငါလေးချိန်ရတာပါ tailor-made driver တွေပါနော်ဒီ key လေးလိုချင်တော့ကျွန်တော်9000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီ key လေးက9000ပါနော် tailor-made သူရဲ့စိတ်နေပါဖေးမှာလည်းတားတစ်စိတ်ပါပါတယ်ဒီလာမယ်တားတစ်စိတ်ဘယ်ပါကြည့်ရှုအပ်ပြီးအတွက်ကျေးဇူးတင်ပါတယ်